ကျမတို့အခုရောက်ရှိနေတာတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ထဲမှာရှိတဲ့ကေလာကျေးရွာအုပ်စုကေလာဘုန်းကြီးကျောင်းကိုကျမတို့ရောက်နေပါတယ်ပြီးခဲ့တဲ့2025မတ်လငလျင်လှုပ်သွားတဲ့အထက်မှာထိခိုက်ရတဲ့မိသားစုတွေကိုကျမတို့ကန့်သတ်ချက်မဲ့ငွေသားထောက်ပံ့ခြင်းကိုကျမတို့တတိယအကြိမ်လာရောက်ဆောင်ရွက်တာဖြစ်ပါတယ်နိုဝင်ဘာနဲ့ဒီဇင်ဘာလတုန်းကကျမတို့4 သိန်းစီ2ကြိမ်လာရောက်ထောက်ပံ့ပြီးဖြစ်ပါတယ်အခုတတိယအကြိမ်လာပြီးတော့ထောက်ပံ့တာဖြစ်ပါတယ်ဒီတုံ့ပြန်ရေးအစီအစဉ်တွေကိုဆောင်ရွက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့လုပ်ငန်းအစီအစဉ်တွေကိုကျမတို့ရဲ့မိဖက်ချက်ချင်းဒီအဖွဲ့အစည်းတွေအလှူရှင်တွေနဲ့ကျမတို့ပါချိတ်ဆက်ပြီးတော့အစီအစဉ်တွေရွေးဆွဲပြီးတော့တဆင့်ပြီးတဆင့်ကျမတို့ဆောင်ရွက်နေတာဖြစ်ပါတယ်။ဝေတဲ့အချိန်မှာလည်းကျမတို့ကဒီလူငယ်တွေရက်ရွာလူထုကိုပူးပေါင်းပါဝင်ဖို့ကျမတို့ဆောင်ရွက်ခဲ့ပါတယ်။အဲ့တော့ဒီရက်ရွာတွေကတချို့လူငယ်တွေဆိုလို့ရှိရင်ချက်ချင်းဒီကိုစိတ်ဝင်စားပြီးတော့ကျမတို့ရှေးဦးပြုစုတင်သင်တန်းတွေကျမတို့တို့ပို့ချပေးခဲ့ပါတယ်။ကျမတို့ရဲ့ရေရှည်မျှော်မှန်းချက်ကတော့ဒီရက်ရွာမှာတကယ်နေထိုင်ပြီးတော့တကယ်ဘေးအန္တရာယ်တွေကိုကြုံတွေ့နေရတဲ့လူထုကသူတို့ကိုယ်တိုင်ဒီဘေးအန္တရာယ်ကိုဘယ်လိုကာကွယ်ရမယ်ဘယ်လိုပြင်ဆင်ပြီးတော့တုံ့ပြန်ရမယ်ဆိုတော့ဘေးဒဏ်ကြက်ကြက်ခံနေဆိုမြင့်မားရေးရကျမတို့အသိဉာဏ်ရဲ့အဓိကမျှော်မှန်းချက်ပဲဖြစ်ပါတယ်အဲဒါကြောင့်သူတို့ကိုကျမတို့ဟာချက်ချင်းဒီစေတနာလောအားရှင်တွေဖြစ်အောင်အသင်းသားတွေဖြစ်အောင်ကျမတို့စီယုံဖို့လည်းရည်ရွယ်ချက်ရှိပါတယ်ရှင်ကျေးဇူးတင်ပါတယ်ငလင်ကြောင့်အိမ်နေပြန်ပြီးတော့ပြင်ဆောက်နေတဲ့အချိန်တွင်းမှာဆိုလို့ရှိရင်ယာယီနေထိုင်ဖို့အတွက်ကိုကျမတို့ကယာယီတဲလေးတွေကိုလည်းလှိုက်ပြီးတော့ထိုးပေးထားတာလေးတွေရှိပါတယ်ရှင့်အဲ့ဒါကတော့ကျမတို့ကဟဲရမှာမိုင်းတော့အင်းဒီအင်းချံပေါ့နော်ညောင်ရွှေမှာရှိတဲ့ဒီအင်းထဲမှာရှိတဲ့ရွာကျေးရွာလေးတွေကိုကျမတို့ချက်ချင်းဒီစေတနာလောအားရှင်တွေလာပြီးတော့ထိုးတာရှိပါတယ်တဲအလုံးကောင်းဆိုလို့ရှိရင်တော့ကျမတို့ဒီနေ့အထိဆိုရင်တော့100ထိုးပေးမှာဖြစ်ပါရဲ့ရှင့်ကျမတို့ကဒီတဲနဲ့အတူတူပေါ့နော်သူတို့တောက်သုံးရီမှာအဓိကတော့တောက်ရီပေါ့ခက်ခဲလေးတွေရှိတဲ့အတွက်ကြောင့်ကျမတို့ကpost ကိုကနေပြီးတော့ထောက်ပံ့တဲ့ရေသက်မိသားစု3ရေသက်ဆက်ကလေးတွေကိုလည်းကျမတို့ကအလုံး90ပေါ့နော်ကြေးရွာတွေမှာဖြန့်ဝေထားတာရှိပါတယ်ရှင့်မြန်မာနိုင်ငံကြက်ချီနီအသင်းအနေနဲ့ဆိုလို့ရှိရင်ညောင်ရွှေမြို့နယ်မှာရရွာလူထုအတွက်ပေါ့နော်သူတို့ရဲ့ဘေးနဲ့ကြားလည်မှုကဘာရှိသလဲသူတို့ရဲ့ capacity တွေဘာရှိသလဲဒါလေးတွေကိုကျမတို့ကရရွာလူထုနဲ့အတူတူပူးပေါင်းပြီးတဲ့အခါကြလို့ရှိရင်ကျမတို့တွေစမ်းစစ်လိလာမှုတွေပြုလုပ်မှာပါနောက်အတံမွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းလေးတွေမှာသူတို့လိုအပ်တဲ့နည်းပညာလေးရှိနေကျမတို့ပြန်ပြီးတော့ပံ့ပိုးကူညီမဲ့အစီအစဉ်လေးတွေရင်းနဲ့ပတ်ဝန်းကျင်တန်ရှင်းရေးပေါ့နော်အဲ့ဒါနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေလည်းကျမတို့ဆောင်ရွက်သွားပါမယ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အသိပညာပေးမြင့်တင်တဲ့လုပ်ငန်းလေးတွေကိုလည်းကျမတို့ကရရွာလူထုပူးပေါင်းပါဝင်တဲ့ဒေသခံကြက်ချီတီစေတနာလောက်အားရှင်တွေနဲ့ကျမတို့ရှေ့ဆက်ဆောင်ရွက်သွားဖို့စီစဉ်ထားပါတယ်ရှင့်ကျွန်တော်တို့ညောင်ရွှေမြို့နယ်မှာဒီကိုရီကာလာပေးတဲ့ရွက်ဖြင်တဲပေါ့နော်တဲအဲ့ဒါအလုံး100ရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ကျွေးရအုပ်စု9အုပ်စုမှာကျွန်တော်တို့တည်ဆောက်နေပါတယ်အဲ့ဒီငလင်ဘေးခန်းစားခဲ့ရတဲ့ကျွေးရပြည်သူလူထုနဲ့ပူးပေါင်းမှုတို့မှာကျွန်တော်တို့ဇန်နဝါရီလ23ရက်နေ့ကနေစပြီးတော့မှကျွန်တော်တို့တည်ဆောက်နေပါတယ်ကျွန်တော်တို့ဟဲရရွာမှာနောက်တာလေးအင်ဘောခုံနောက်မင်းချောင်းကြီးစားငဖေချောင်းနော်ကျွန်တော်တို့မိုင်းတောက်အဲ့ဒီတာလေးပေါ့နော်အဲ့ဒီကျွေးရအုပ်စုတို့မှာကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်